မင်္ဂလာပါဒီတခါတော့အိယာပေါ်မှာကိုယ့်ရဲ့ဆက်ဆံဖို့တန်တန်းဆွဲဖြစ်စေဖို့ဂေါ်လိုက်ထဲကျင်တဲ့ကိုကိုတွေဂေါ်လီထဲဖို့အခုမှစဉ်းစားနေတဲ့ကိုကိုတွေအတွက်ဘယ်နေရာမှာထည့်ရင်ပိုထိရောက်လဲဂေါ်လီအမျိုးအစားဘယ်နှစ်မျိုးရှိလဲဆိုတာကိုကျမ်းမာရေးဟူတူတာတစ်ခုအဖြစ်တင်ဆက်ပေးမှာဖြစ်ပါတယ် channel လေးကို subscribe လုပ်ပေးပါအောင်အသစ်တင်တိုင်းချက်ချင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးပါနှိပ်ပေးခဲ့ကြပါအောင်နော်ဂေါ်လီထည့်ရင်ဘယ်နေရာမှာထည့်မလဲအခြေခံကတော့တစ်တိုက်လုံးနှစ်ခိုက်လုံးသုံးမိုင်လုံးဆိုပြီး၃မျိုးရှိပါတယ်ထဲ့မဲ့လိန်တန်ရဲ့အဖျားအလဲအရင်ပေါ့နော်အဲ့ဒီမှာမှမြေရှိုးနဲ့မိုးပြန်ဆိုပြီးနှစ်မျိုးခွဲပါသေးတယ်အပေါ်မှာထည့်မလားအောက်မှာထည့်မလားပေါ့အဲ့ဒါကြတော့လေကြီးထိုးရိုးရိုးပုံစံနဲ့ဒေါ်ကီစတိုင်နှစ်ခုအတွက်ရွေးချယ်ရမယ့်အရာနှစ်ခုဖြစ်ပါတယ်ရှင်တချို့ကလည်းနေရာမသေးချာမှာဆိုလို့ဒရီကန်ပုံစံထည့်ကြတယ်ဆရာတွေကတော့အဲ့ဓာတွေကိုအာယုံနောက်လို့နဘက်လိုမျိုးအလုံးများများနဲ့နေတဲ့တယောက်ခွေချလိုက်ပါတယ်ငကဘက်ကခဲတဲ့သူမကျွမ်းကျင်ရင်ပြောင်ဘူးလို့ဖြစ်သွားတတ်ပါတယ်ဘယ်ဖီးကိုယူရမလဲဆိုတာမသိဖြစ်သွားတတ်လို့နာဂဘက်ကဆရာကြတဲ့သူနဲ့ထဲမှာအစဉ်ပြေမှာပါအများစုကဂေါ်လီဆိုအလုံးတွေပဲခဲကြပေမဲ့တချို့လူတွေကရှေမျောမျောဂလန့်တွေလည်းခဲကြပါတယ်ဂလန့်ကလူသိနေတယ်ဂလန့်ရောအလုံးရောနှစ်ခုလုံးထည့်ထားရင်တော့မြေအောက်လောကမှာဘူဂလန့်လို့ခေါ်ကြပါတယ်ပုံမှန်ကတော့အလုံးတွေပါပဲဂေါ်လီကိုဘလို့ဖန်တီးမလဲဂေါ်လီကိုတချို့တွေကဖန်ပလင်းကိုခွဲပြီးပလင်းပင်ကိုဂေါ်လီလုံးလိုဖြစ်နေအောင်တွေးကြတယ်ဒီလိုတွေးတာကဂေါ်လီတစ်လုံးဖြစ်အောင်တစ်ပတ်လောက်ကြာတက်လို့အခုနောက်ပိုင်းတော့အရက်ပလင်းသာဘောစေတွေကိုထုတ်ပြီးအလွယ်တကူထည့်လိုက်ကြပါတယ်တချို့တွေကငွေရွှေတွေကိုပဒိန်မာလုံးပြီးထည့်ကြပါတယ်အဲ့ဒါကအခက်မသိရင်ဘေးဖြစ်တတ်ပါတယ်တချို့ကြတွင်းထွက်ဖြစ်တဲ့ပရံများကိုသုံးပါတယ်ဒါကြဈေးကြီးလွန်းပါတယ်ကော်လီထဲဖို့အသင်းတော်ဆုံးကပါလဲဆိုပြီးမမေးရင်တော့ပလဲကိုသာအကြံပေးချင်ပါတယ်ကြိုက်တဲ့ site ကိုရွေးဝယ်လို့ရတယ်ဈေးသင်းတဲ့ပလဲတွေလည်းရှိတယ်ကမာကောင်ရဲ့အသွေးသားတွေကဖြစ်လို့လူအသားတွေထည့်တဲ့အခါရွှေမွေတွေထက်ဘေးထွက်ဆိုးကျိုးနေမှာပဲဖြစ်ပါတယ်ကဲကော်လီရွေးပြီးရင်ထည့်ကြမယ်နော်ကော်လီထည့်မယ်ဆိုရင်ထောင်ထဲမှာတော့ဓားမရှိလို့တကွတ်တန်ဖင်ဇွန်းပင်ကိုမျှနေအောင်သွေးပြီးထည့်ကြတယ်လို့ပြောပါတယ်အပြင်မှာတော့ဓားကိုအလွယ်တကူဝယ်လို့ရလို့ဓားနဲ့ထည့်ပေါ့နော်ခွဲကန်းသုံးဓားတတေးလေးနဲ့အစိမ်းခွဲပြီးထည့်ကြတာများတယ်အမှန်ကန်ဆုံးကော်လီထည့်နီးကညအချိန်မှာထည့်တာအကောင်းဆုံးပါဓားကိုအရက်ပြန်နဲ့ပိုးသက်ပြီးရင်ညအချိန်မိမိထားတဲ့အခန်းထဲမှာလုပ်ငန်းစလို့ရပါပြီရှင်ထည့်မဲ့နေရာကလိန်တန်အရေပြားကိုဆွဲလိုက်ပါဆွဲထားတဲ့အရေပြားကိုဒီဘက်ကနေတက်မီးနဲ့ထိုးရင်အရေပြားပပလေးတွေကသွေးကြောနီနီလေးတွေကိုအမှောင်ထဲမှာအထင်ရှားတွေ့ရမယ်အဲ့ဒီသွေးကြောလေးတွေအောက်ကျသွားအောင်လက်လေးနဲ့ခြေချပါမဟုတ်ရင်သွေးကြောထိပြီးသွေးအများကြီးထွက်တက်လို့ပါဓမီနဲ့ထိုးထားတဲ့အရေပြားမှာသွေးကြောတွေမရှိတော့ချိန်ကြမှာဓားလေးနဲ့ဆက်ခနဲခွဲလိုက်ပြုတ်ခနဲကော်လီထဲလိုက်အဲ့ဒီနေရာမှာအရေးကြီးဆုံးကခဲ့ပြီးရင်ကော်လီကိုအပေါ်ဖက်လေးနည်းနည်းဆွဲယူရတယ်မဟုတ်ရင်ခွဲထားတဲ့နေရာကနေကော်လီကပြုတ်ခနဲပြန်ထွက်လာတက်လို့ပါကော်လီထဲဖို့အရေပြားခွဲတာကတိတ်မနာဘူးကော်လီထည့်ပြီးမှအပေါ်ဆွဲပိတ်ယူလာကပိုးနာတာပါတကယ်ဆရာကြတဲ့လူတွေဆိုအဲ့ဒီအဆင့်တွေအကုန်ကို7-2 လောက်ပဲကြာတယ်လိန်တန်အရေပြားဖုံးနေသူတွေကတော့ကော်လီထည့်ရင်နည်းနည်းကောင်းစားရပါတယ်နေရရွေးပေမဲ့လိန်တန်ထောင်မက်လာရင်အရေပြားကနောက်ဆုတ်သွားလို့လိုချင်တဲ့နေရာမရတတ်ပါဘူးကော်လီထည့်ပြီးရင်ဘလို့ဘယူးဆိုင်မလဲဘာမှတိတ်မလို့ဘူးဆေးနီမှုန့်တိတ်ပတ်တီးစီပါပတ်တီးကိုတလက်မလောက်နေရကနေအပေါက်လေးတစ်ခုဖောက်အဲ့ဒီအပေါက်လေးထဲဂေါ်လီလေးကိုဖော်ပြီးမှစီးရတယ်ရေချိုးမယ်ဆိုရင်တော့ကျွတ်အိတ်လေးစွပ်ပြီးမှချိုးပါရေထိရင်အနာမကျက်လို့ပါနော်ပုံမှန်ဆိုအညော်မမိရင်3ရက်နဲ့အနာကျက်တယ်ဒီကြားတဲ့ကီမိုနဲ့အမောက်စလင်လေးတောက်ပေးုံပဲတစ်ပတ်လောက်အနာကျက်တယ်ဆိုပေမဲ့လိန်ဆက်ဆန်တာကိုတော့တစ်လားလောက်စောင့်တင်ပါတယ်နော်အားလုံးကိုအရန်ချစ်ပါတယ်ရှင်နောက်ဗီဒီယိုမှာထပ်တွေ့မယ်နော်